Channel 7 ရုပ်သံလိုင်းနဲ့ပြုံး Play Sport YouTube Channel ကနေတိုင်းကြည့်ရှုနေကြတဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါဗျာဒီနေ့အော်တိုဘာလ26ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်မှာတော့ AR တိုင်းပသိမ်မြို့မှာရှိတဲ့ကြောက်တိုင်အားကစားကွင်းထဲမှာမြန်မာ National League ရဲ့ပွဲစဉ်9ဖြစ် Asian AR United အသင်းနဲ့ရန်နာဘုံအသင်းတို့အရှင်ပြိုင်ကစားသွားတော့မှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ဟာ AR အသင်းရဲ့ပသိမ်မြို့မှာအခုနေ့ဘောလုံးရာသီအတွက်ပထမဆုံးရှင်ပြိုင်ကစားမဲ့အိမ်ကွင်းပွဲစဉ်လည်းဖြစ်တယ်များလက်ရှိပွဲစဉ်6ပွဲရှင်ပြိုင်ကစားပြီးချိန်မှာ AR အသင်းကရမှတ်9မှတ်နဲ့အဆင့်9နေရာမှာရပ်တည်နေကြတာဖြစ်ပြီးတော့အဝေးကွင်းမှာလာရှင်ပြိုင်ကစားတဲ့ရန်နာဘုံအသင်းကတော့6ပွဲရှင်ပြိုင်ကစားပြီးချိန်မှာရမှတ်73မှတ်နဲ့အတူအမှတ်ပေးစရာရဲ့အဆင့်3နေရာမှာရပ်တည်နေကြတာဖြစ်ပါတယ်ဆိုဝါကရှီယိုတိုင်ကန်နေပေးတာတယ်ခေါင်းနဲ့ပြန်ချပေးတာတယ်အေးရဝင်လာပြီဒါပေမဲ့လည်း AR အသင်းရဲ့အခွင့်အရေးပိုင်းကလည်းဒီနေ့မှာတော်တော်လေးမာကျောတဲ့အနေအထားတစ်ခုမှာတော့ရှိနေကြတာဖြစ်ပါတယ် AR အသင်းမပြန်ရတာအေးရဆက်နေလက်ကန်ပြီကိုယ်တိုင်ထိပြီးပြန်ထွက်လာတယ်များပွဲစားပိုင်းမှာကိုရဖို့အတော်လေးနီးစပ်ခဲ့တဲ့ပထမဆုံးအခြေအနေတရက်ကိုတော့အစပြီးတော့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်အခုဆိုအေးရဝင်လာပြီ AR အသင်းပဲအလဲဖြတ်ပေးတာပြီပေးပြီကိုပြီများပွဲစား9မိနစ်စွန်းစွန်းမှာပဲAR အသင်းသွင်းကိုရရှိခဲ့ပြီဖြစ်ပါတယ်အသင်းဟောင်းနဲ့ပြန်လည်ရှင်ဆိုင်ရတဲ့အနေအထားတစ်ခုမှာတည်ငြိမ်မင်းသွင်းကိုတစ်ခုနဲ့တော့ AR အသင်းတို့အကောင်းဆုံးအနေအထားတစ်ခုကိုတော့ရရှိအောင်စမ်းဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်စောပိုင်းကARထဲမှာဟိန်းထအောင်ရဲ့အလိုက်တင်ပေးဖို့မှုကနေမြတွေ့ရအနေအထားတစ်ခုကတော့ပြိုင်ဘက်ခန်းစစ်ကစားမနဲ့ထိပြီးတော့ကိုဝင်ရောက်သွားတဲ့ပုံစံမျိုးတော့ရှိနေခဲ့တာဖြစ်ပါတယ်ပြိုင်ဘက်တင်ရဲ့ARထဲမှာဟိန်းထအောင်အလယ်မှာရှိနေတဲ့တည်ငြိမ်မင်းကိုလိုက်တင်ဖြတ်ချိုးပေးဖို့ကြိုးစားမှာတော့ပြိုင်ဘက်တင်ရဲ့ခန်းစစ်ကစားမဆိုးထက်ဝင်တဲ့ထိပြီးတော့သွင်းကိုတစ်ခုဖြစ်တော့ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်ပြေမိုးလက်ကန်လာပြီပြေမိုးတိုက်ပဲလက်ကန်လာတယ်ရန်နာမိုးတင်ရဲ့ကစားသမားတွေကပဲပြန်ပြီးတော့ရှင်းထုတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်အခုဆိုARထဲမှာပဲရန်နာမိုးတင်မဲ့ချက်ထိန်းထားတယ်အလေပြန်တွေ့လာတယ်ဝေယံဖြိုးအလေပေးပြန်ပြီအခုချိန်ထိလဲ AR တင်ရဲ့အခန့်အစစ်ကအတော်လေးတည်ငြိမ်ပြီးတော့ကောင်းမွန်နေတဲ့အနေအထားတစ်ခုမှာတော့ရှိနေသေးပဲလို့ဆိုရမှာဖြစ်ပါတယ်သူရာကျော်အလေမှာရှိနေတဲ့တက်ထွန်းအောင်ARဆက်နာတော့ရောက်လာမြပြေမိုးပဲပြန်ချပေးဖို့ကြိုးစားတယ်စိုးမင်းလက်ကန်ပြီလေပေးရမှာတော့မကြော်ဘူးမြဒါမဲ့လည်းပြန်ပြတ်တယ်မြစိုးမင်းဦးပဲARဝင်ဖို့ကြိုးစားတယ်စိုးမင်းဦးပဲတယောက်ကြော်ထားတယ်အလေပြန်တွေ့လာတယ်ကန်ပြီပြီးခဲ့တဲ့ပွဲစဉ်9မှာခုဆိုတော့ARတင်မဲ့လှပ်ပိတ်ပြီနောက်ထပ်ဥဆောင်ကိုတစ်ခုထက်ရဖို့အတွက်အတော်လေးကောင်းမွန်တဲ့အခွင့်အရေးတစ်ခုတော့ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်ဒီနေ့မှာ AR တင်ရဲ့တိုက်စစ်ပိုင်းမှာပွဲထွက်ပါဝင်လာခဲ့တဲ့ဟိန်းထက်အောင်သူအနေနဲ့အခုထပ်ပို့မှုပြီးတော့ကောင်းမွန်တဲ့အဆုံးသက်ပိုင်းတွေတော့လိုအပ်နေခဲ့တာဖြစ်ပါတယ်ဒီချိန်မင်းရှိကိုထပ်ပေးထားတဲ့ဟိန်းထက်အောင်ARဝင်လာပြန်ပြီးလက်ကန်ပြီဒီချိန်မှာလည်းဟိန်းထက်အောင်ရဲ့အဆုံးသက်ကကိုပေါင်းနဲ့တဲ့မှတ်ခဲ့ခြင်းတော့မရှိခဲ့ဘူးများသူရကျော်ရဲ့ပြေးလန်းနဲ့ပြန်ထည့်ပေးထားပြီညာချမ်းမှာပဲသူရကျော်ပြန်လိုက်ဆယ်ထားတယ်ARကိုကန်နေပေးထားတယ်ARတင်ရဲ့ခန့်စစ်ကပဲပြန်ပြီးတော့ရှင်းထုတ်ထားတယ်ပြန်ရှာထွက်လာလက်ကန်ပြီရုပ်တရက်ရလာတဲ့အခွင့်အရေးကောင်းတစ်ခုကိုတော့စိုးမင်းဦးပြန်မဲ့တင်ရဲ့ARထဲမှာကန်ကျပြင်းပြင်းနဲ့အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ဒီရာဒီမှာရန်နာဘုံတင်ရဲ့ခွင်းလယ်မှာအကောင်းဆုံးခြေစွမ်းပြနေတဲ့စိုးမင်းဦးဒီချိန်မှာလည်းရလာတဲ့အခွင့်အရေးတစ်ခုကိုတော့အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ဒါမဲ့လည်းပြိုင်မဲ့ကစားသမားနဲ့ထိသွားခဲ့တဲ့အနေအထားတစ်ခုမှာရန်နာဘုံတင်တောင်းခံပေါ်နေပဲကျင်းနှက်ခဲ့ရအများဒီမှာလည်းရန်ကျော်စိုးထပ်ပြီးတော့မှာပေးတာတယ်ARထဲမှာပဲပြန်ရှာထွက်လာလက်ပိတ်ပြီရှုပ်ချက်ခန့်နေမြလက်ကန်ဖို့ကြိုးစားတယ်ချိန်မှာလဲရန်နာဘုံတင်ထောင်းကန်ပေါ်ထပ်ပြီးတော့ခံဝင်းရအောင်မယ်များရန်နာဘုံတင်ပဲခံစစ်ကိုပဲပြန်ပေးထားတယ်ARထပ်ပြီးမှာပေးတာပိတ်ပြီပြန်ထွက်လာလက်ပိတ်ပြန်ပြီပြန်မဲ့တင်ရဲ့ခိုးပေါင်းနဲ့အနီးကပ်ဆုံးနေထားမှာနှစ်ကြိမ်အဆုံးသက်ခွင့်ရခဲ့တာဖြစ်ပါတယ်ကာလည်းရဲ့ပေးဖို့မှုကနေကောင်းမြတ်ကျော်ကောင်းတိုက်ပြီးအဆုံးသက်ရမှာတော့ကိုသမားဆိုးကပေါ်တိုကာဝယ်ခဲ့တာဖြစ်ပြီးတော့နောက်ချိန်ထပ်ပြီးတော့ရရှိတဲ့အခွင့်အရေးတစ်ရပ်ကိုလည်းသူရကျော်အဆုံးသက်ရမှာတော့တင်ကိုတစ်ခုဖြစ်တော့ပြောင်းလဲထားနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်ရန်နာမုံသိမဲ့ဟိန်းစောနိုင်ရှီကိုမှာပေးထားတယ်ARဝင်လာပြီလို့ချွတ်ချွတ်ပဲစိုးမင်းဦးအ
ပိုင်ခွင့်ရေးတရက်ကိုတော့လွှဲချော်ထားခဲ့တာဖြစ်ပါတယ်ရန်နာဘုတ်သင်းပဲကိုသမားဆိုးအားကထွက်ပြီးတော့ပုတ်ထားတယ်ဗျာအေယာရီသင်းကျွန်တော်စင်ခံတင်ဆက်နေတဲ့ချိန်အတွင်းမှာပဲပသိမ်မြို့မှာရှင်ပြိုင်ကစားခဲ့တဲ့အေယာရီသင်းနဲ့ရန်နာဘုံသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာတော့အေယာရီသင်းကရန်နာဘုံသင်းကိုတကူကုမရှိနဲ့အနိုင်ရရှိပြီးတော့နောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲပြောင်းနေတဲ့သူတို့ရဲ့မှတ်တမ်းဆိုးကိုခြေပြတ်သွားနိုင်ခဲ့လို့သူတို့ရဲ့ဒီဟာဒီပထမဆုံးအင်ကွင်းပွဲစဉ်ကိုလည်းအနိုင်ရလက်နဲ့အတူစတင်ဖွင့်လှစ်သွားနိုင်ပါကြောင်းတင်ဆက်ရင်းနဲ့ကျွန်တော်တို့ရဲ့ထိုင်ရိုက်ထုတ်လွှင့်တင်ဆက်နေမှုကိုမကြခင်မှာရန်နာသွားတော့မှလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ